အဲ့တော့ဒါကကျွန်တော်အနေနဲ့ကောက်လုပ်ပြီးတော့ပြောကြားခြင်းဖြစ်ပါတယ်အခြားဘီယူများကျွန်တော်တို့လာလာကြီးအက်တက်ချွေကို GNF စသဖြင့်အခြားဘီယူများတွေလည်းသူ့တိုင်းနဲ့သူတိုးတက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးအခုဒီနေ့16နှစ်တိုင်ခဲ့ပါပြီနောက်နေ့များပါလေဒီနေ့များတဲ့ပုံမတိုးတက်ပြီးအောင်နေအောင်အားလုံးအတူတူလုပ်ခဲ့ကြိုးစားသွားကြရအောင်လို့ပြောကြရင်ဒီကုန်းချုပ်ပါဟုတ်ကဲ့အခုလိုပုံပြတ်တဲ့ပြောစားပြီးပါရင်သင်တန်းတို့ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါအခုအဲ့တော့နောက်ထပ်ကျွန်တော်တို့အစီအစဉ်ကဘာများဖြစ်မလဲ။ဘာများစိတ်ဝင်စားစရာအခုလာအောင်လဲဆိုတာလေးကိုနားထောင်ရမှာပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့နောက်ထပ်စိတ်ဝင်စားစရာအစီအစဉ်ဖြစ်ပါတယ် Global Technology Group ရဲ့ key highlight တဲ့ဗီဒီယိုလေးကို project တော့ပြသအောင်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါပြည်သက်များလည်းစိတ်ဝင်စားတဲ့ဆက်မရှိကြပါမရှင်။ Global Technology အနေနဲ့ second generation age လူငယ်တွေနဲ့စုစည်းပြီးတော့ဖွဲ့စည်းကောင်းတစ်ရက်ဖြစ်အောင်တည်ဆောက်နိုင်ခဲ့ပါတယ်။၎င်းဖွဲ့စည်းကောင်းတစ်ရက်အနေနဲ့ customer တွေအတွက်လိုအပ်တဲ့ဝန်ဆောင်မှုတွေ after sales service တွေကိုလည်းပေးအပ်နိုင်ခဲ့ပါတယ်။ customer တွေရဲ့ယုံကြည်မှုနဲ့အတူနှစ်ပေါင်းများစွာတိုင်ကုမ္ပဏီဟာတစားနဲ့တစားကြီးထွားလာပြီးတော့နောက်မှာလည်းလူငယ်မျိုးဆက်တွေနဲ့ဆက်လက်ပေါင်းစည်းပြီးတော့ကုမ္ပဏီကိုကြီးတဲ့ပို့ပြီးတော့တိုးတက်အောင်ဆောင်ရွက်သွားမယ်လို့ယုံကြည်ပါတယ်။ International Gateway လုပ်ငန်းတွေကလုံခြုံသောခုနတွေကကျွန်တော်တို့မှတ်ခဲ့တဲ့နေရာတွေပါ Mobile Operator တွေအားလုံးပြီးလို့ရှိရင် ISP level မှာ NGP လုပ်ငန်းကိုပထမဆုံးရရှိခဲ့လို့ကျွန်တော်တို့ရဲ့ internet တွေကိုကောင်းတဲ့ပုံနိုင်ခဲ့ပါပြီ။ကုမ္ပဏီရဲ့ရည်ရွယ်ချက်တွေ၊လုပ်ငန်းချက်တွေပြည့်ဖို့အတွက်ကျွန်တော်တို့တွေက financial ကိစ္စတွေပတ်သက်ပြီး supporting ပေးရတဲ့အခါမှာ economic ဖြစ်ရပါမယ် efficient ဖြစ်ရပါမယ် effective ဖြစ်ရပါမယ်ဆိုတဲ့စံနှုန်းချက်တွေနဲ့ဆောင်ရွက်နေပါတယ်လွန်ခဲ့တဲ့စနစ်ကကျွန်တော်တို့ကရှိပြီးသားသတ်မှတ်ပြီးသားနောက်ကနေဒီပညာတွေအခြေခံပြီးတော့အကောင်းဆုံးဝန်ဆောင်မှုတွေကိုဖွဲ့စည်းချိုးပေးခဲ့ပါတယ်အခုချိန်မှာတော့ကျွန်တော်တို့က mobile game တွေ mobile network အကောင်းဆုံးသော service ဒီပညာတွေအတူနိုင်ငံလုံးကိုဆောက်လုပ်ပေးရရှိပါတယ်Global နဲ့ဟာ Internet Service Provider ဖြစ် Enterprise Sector မှာစတင်ဝန်ဆောင်မှုပေးခဲ့ပါတယ်။ဝန်ဆောင်မှုစတင်ပေးတဲ့အချိန်မှာကျမတို့ရဲ့ရည်ရွယ်ချက်ကရန်ကုန်မြို့ပြည်နေရာကိုပဲတော့ယနေ့အောင်မြင်ကျော်ကြားနေတဲ့ပြည်ရင်းပြည်ပစီးပွားရေးလုပ်ငန်းကြီးများအားလုံးပြီးပါမှာ Global နဲ့ရဲ့ကာဆာမှာဖြစ်စေခြင်းခဲ့တာပါ။ယနေ့ချိန်မှာတော့ကျမတို့ရည်ရွယ်ချက်တွေပြေဝလာခဲ့ပါပြီရှင်။ဆက်လက်ပြီးတော့လည်းကျမတို့တမိုးထားရတဲ့ကာဆာမာတွေနဲ့ရေရှည်လက်တွဲသွားနိုင်မှုအတွက်အများနဲ့မတူတဲ့ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကိုပေးရင်နောက်တစ်ပတ်အကျိုးရှိစေမယ့်စီးပွားရေးခွင့်လန်းတွေကိုတည်ဆောက်သွားကြမှာပဲဖြစ်ပါတယ်ရှင်။ Make impossible possible ဖိုင်ဒီ program ကိုခုလိုမျိုးအချိန်တိုပြီးမှအောင်မြင်တဲ့ brand တစ်ခုအနေနဲ့ရည်တည်သွားနိုင်မှုအတွက် creative ဖြစ်ပြီးအသစ်သောဝန်ဆောင်မှုတွေကိုချိန်နဲ့ရင်းပြီးဆောင်ရွက်ပြီးသွားရင်အကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ပြင်းရဲ့အကောင်းဆုံးအချက်ကတော့ကျွန်တော်တို့ဖွဲ့စည်းမှာ positive thinking ရှိတဲ့ပုံအရင်များအဲ့တော့ပြဿနာတစ်ခုပေါ်လာမယ်ဆိုရင်ကျွန်တော်တို့ကတရားနဲ့တရားလမ်းညွှန်ကြည့်တယ်ဝိုင်းဝန်းဖြေရှင်းလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအချိန်ကြီး recovery ကိုဆုံးဖြတ်အနည်းဆုံးကျွန်တော်ကောင်းလို့ဒါကျွန်တော်တို့ရဲ့အကောင်းဆုံးချက်ပါပဲ Global Technology Group ရဲ့ Group Business Development အနေနဲ့သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက်အောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်2018ခုနှစ်အတွင်းမှာဆိုလို့ရှိရင်လုပ်ငန်းအသစ်ဝန်ဆောင်မှုအသစ်တွေချပြနိုင်ခဲ့တယ်လို့လာမယ့်နှစ်တွေအတွက်ပြင်ဆင်ထားတာတွေအစပြုထားတာတွေအများကြီးရှိပါတယ်ဒီ international partner တွေနဲ့ဒီပေါင်းဆောင်ရွက်ပြီးတော့မှရှေ့ဆက်သက်လမ်းဆောင်ရွက်သွားမယ့်အစီအစဉ်တွေရှိပါတယ်ဒီကျမတို့အဖွဲ့တွေရဲ့ကြိုးစားမှုနဲ့အတူအောင်မြင်မှုပန်းနိုင်စီကိုအထောက်အပံ့နဲ့ဖွဲ့စည်းတစ်ခုလို့ပြောချင်ပါတယ်ရှင်ကျမတို့ Global Technology Group အနေနဲ့ကျန်းမာရေးကဏ္ဍမှာဝင်ရောက်လုပ်ကိုင်နိုင်ဖို့အတွက်2013ခုနှစ်ကနေကြီးမှန်းချက်ထားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့2019ခုနှစ်ကနေစပြီးတော့စင်ကာပူနိုင်ငံအခြေစိုက် Healthcare Sector မှာ Public Listed Company တစ်ခုဖြစ်တဲ့ ISEC Global PTE Company Limited နဲ့ Joint Venture အဖြစ်ပူးပေါင်းဆောင်ရွက်ပြီးတော့ ISEC မြန်မာ Company Limited ကို2018မှာစတင်တည်ထောင်ခဲ့ပါတယ်။ဒီ ISEC မြန်မာ Company Limited ကနေပြီးတော့ International Specialist Eye Center ISEC ရန်ကုန်နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီးကို2019နှစ်စန်းပိုင်းမှာ launch လုပ်ပြီးတော့စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင်။ Global Technology Group ရဲ့နေရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Shagun Development Group ကုမ္ပဏီကို2014မှာစတင်တည်ထောင်ခဲ့ပါတယ်။ Shagun Development Group အနေနဲ့မိမိတို့ရဲ့ own project ဖြစ်တဲ့ Shagun Landmark Project ကို2019မှာစတင်ကောင်ထပေါ်တည်ဆောက်နိုင်ရန်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒါအပြင်မိမိတို့ Shagun Landmark Project အနေနဲ့2018မှာလည်း property award 6စုကိုရရှိခဲ့ပြီဖြစ်ပါတယ်ကျမတို့ရဲ့ group business အနေနဲ့လာမယ့်နှစ်တွေမှာလည်း training sector တွေ power and energy sector တွေမှာလည်းလုပ်ငန်းတွေကိုထပ်မံတိုးချဲ့ဆောင်ရွက်သွားဖို့ရှိပါတယ်
ဒါအပြင်ကျွန်တော်တို့ group ဟာဆိုရင် American Chamber of Commerce ကနေချီးမြှင့်ပြီး CSR recognition ဘဝကိုလည်း3နှစ်စတိုင်ရရှိခဲ့တဲ့အတွက်ဒီလိုမျိုးလုပ်ငန်းဟာဆိုရင် committed business အနေနဲ့တက်တည်သွားတယ်ဆိုတာကိုလည်းထပ်မံပြီးတော့ပြောကြားလိုက်ပါတယ်ရှင် Corporate strategy department အနေနဲ့ဒီနေ့ထဲမှာ management တင်တဲ့အတူ fundraising နဲ့ organization နဲ့ development အတွက် international partner တွေ local partner တွေနဲ့ပူးပေါင်းပြီးတော့တော်တော်များများဆောင်ရွက်ခဲ့ရပါတယ်။အောင်မြင်မှုတွေလည်းရရှိခဲ့တယ်လို့ပြောနိုင်ပါတယ်။ Global Innovation Finance ကတော့ financial institution တစ်ခုဖြစ်တဲ့အားလုံးဆိုပဲ trust and safety ဆိုတဲ့ကိုယ်ပဲကိုလက်ခံထားပြီးတော့ customer ရဲ့ energy စိတ်ဆောင်မှုကိုပြေဝရရှိနေတဲ့ policy တစ်ခုဖြစ်ပါတယ်။ GIF ကဘုရဲ့ sustainable business တစ်ခုဖြစ်ရည်တည်သွားနိုင်တဲ့အတွက် GIF တင်တဲ့အတူစူးစမ်းဆောင်ရွက်နေရှိပါတယ်။ ကျမတို့ရဲ့ NHR ဌာနအနေနဲ့ဌာနကြီးကြီးရဲ့ operation တွေများပြီးအစစ်အရှုံးတွေအောင်ချိန်ရတဲ့ကြီးပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်တဲ့အတွက်ကျမတို့ဌာနရဲ့စံစမှုတွေပေါ်မှာကျမအမြဲကျင့်တဲ့ပြည်ဖြစ်ရပါတယ် Global Technology Group ရဲ့ Educational Education Service တစ်ခုဖြစ်တဲ့ Global Net Exam Center ကို2004ခုနှစ်မှာနိုင်ငံပထမဆုံး Biometric Fingerprint Test Center အဖြစ်စတင်ခဲ့ပြီး2013ခုနှစ်မှာ PSNCA Fingerprint Test Center အဖြစ်ခန့်အပ်ခြင်းနိုင်ခဲ့ပါတယ်။ကျွန်တော်ရဲ့အကောင်းဆုံး Sustainable Service ကြောင့်ဒီအချိန်ထိရှေ့လျှောက်လန်းနိုင်ခဲ့တာဖြစ်ပြီးတော့2018ခုနှစ်မှာလည်း Challenge တဲ့အနေနဲ့ပညာ Adaptive Learning Education Platform ကိုမြန်မာပြည်နယ်လောကနဲ့မိတ်ဆက်ပေးနိုင်ခဲ့ဖြစ်ပါတယ်ရှင်။ တို့ Global Technology Company Group ကြီးနေနဲ့ Telecom နဲ့ IT လုပ်ငန်းများကိုလှုပ်ဆောင်နေရပြီး Media လုပ်ငန်းများကျက်ကျွန်းလှုပ်ဆောင်နေတဲ့လွန်ခဲ့သောနှစ်မှာစတင်စီမံဆောင်ရွက်ခဲ့ကြပါတယ်။2019ဒီဇင်ဘာမှာလာကြီးလုပ်ငန်းနဲ့ပတ်သက်ပြီးစာချုပ်စာတမ်းများပြုစုနိုင်ခဲ့ပြီးတော့2018ဖေဖော်ဝါရီမှာကောင်းမွန်စွာအောင်ရှုံးနိုင်ခဲ့ပါတယ်။ဒီခုကလာကြီး online TV လုပ်ငန်းကြီးစဉ်ဆက်မပြတ်ချိန်လုံးပြီးတိုးတက်နေအောင်ကြိုးစားလုပ်ဆောင်ရရှိကြပါတယ်။ ဂျပန်လမ်းတစ်ခုဖြစ်တဲ့ Cesara Document Solution ပြောတတ်တွေကိုမြန်မာတော်ရ distributor အနေနဲ့2010ခုနှစ်မှာစတင်ဖြန့်ဖြူးခဲ့ပြီးဒီခုချိန်မှာတော့ customer ပေါင်း1800ခန့်ကိုဝန်ဆောင်မှုများပေးရရှိနေပါပြီ။ ကျွန်တော်တို့ IT နဲ့ internet ဌာနဆိုတော့ဘာနဲ့တူလဲဆိုတော့ group company တစ်ခုလုံးအောက်မှာရှိတဲ့ business တွေနဲ့ဌာနပေါင်းစုံနဲ့လမ်းဆုံးလမ်းကွာနဲ့တူပါတယ်။ global technology ရဲ့သဘောတဘာဝက globalization stage ကိုသွားနေတဲ့အဓိကခန်းကဏ္ဍနှစ်ရပ်ဖြစ်တဲ့ digitalization နဲ့ digitalization ကိုပေါ်ဆောင်နေလို့ပါခင်ဗျာ digitalization ဆိုတာ IT သုံးပြီးတော့မြို့ကလုပ်တဲ့အလုပ်တွေကို automation ရအောင်လုပ်ဆောင်နေဖြစ်ပါတယ်ခင်ဗျာ digitalization ဆိုတာတော့ IT နဲ့ digital နည်းပညာသုံးပြီးတော့ computer ဝန်ဆောင်မှုများကိုဈေးကွက်ထဲကိုထည့်ပေးအောင်ချခြင်းဖြစ်ပါတယ် ဒီကဘာရှင်တို့ကများရှင်တို့ကများရှင်တို့ကများရှင်ဒီဘာကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ဗီဒီယိုလေးကတော့ကြီးခတ်လိုက်တဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်အစီအစဉ်ရဆိုလို့ရှိရင်တော့ Global Technology Group ရဲ့ BOD ဖွဲ့ဝင် Board of Director ဖွဲ့ဝင်နဲ့တူကနေပြီးတော့ Compute ကြီးစုပြင်စကားပြောကြားမယ့်အစီအစဉ်ဖြစ်ပါတယ်။များပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါပြောကြားပေးဖို့အတွက် Global Technology Group ရဲ့ Board of Director ဖွဲ့ဝင်တူဖြစ်တဲ့ဦးမြင့်ဆွေခိုင်ကစင်မြင့်မော်ကိုလေးစားဆောင်ပြီးဖိတ်ခေါ်ချင်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါဒီကြောက်လာတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေပေါင်းသင်းများကျွန်တော်တို့ရဲ့လုပ်ပေါ်ခံတဲ့ဝန်ထမ်းများကျွန်တော်တို့ရဲ့မိသားစုဝင်အားလုံးလည်းအများကြီးမင်္ဂလာပါလို့ပြောဆက်ပါတယ်ကျွန်တော်ဒီပေါ်စင်ပေါ်တက်လာတာကတော့ရှိရနော်ဗီဒီယိုမှာရောကျွန်တော်ရဲ့ဒီရှိရဘောရောဒရိုက်တာဆရာကလည်းပြည့်စုံပြောသွားပြီးသားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့ဒီမှာပြောခြင်းနဲ့အကြောင်းအရာလေးတွေကတော့တီဗီသား executive team member တွေနေရာစူးစမ်းမှာတော့ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပွဲပေါင်းများစွာပေါ့နော် retreat အပါအဝင်ကျွန်တော်တို့ဟာ meeting ပေါင်းများစွာပွဲပေါင်းများစွာမှာ executive team နဲ့ကျွန်တော်တို့ ਨੇ တော့ရှောက်လုပ်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ကုမ္ပဏီရဲ့ flow တွေကျွန်တော်တို့ရဲ့ value တွေကျွန်တော်တို့ကာချာတွေကိုနားလည်ပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ကြောက်ရောက်လာတဲ့ကျွန်တော်တို့ရဲ့ပြင်ပကျွန်တော်တို့ ਨੇ လက်တွဲလုပ်နေတဲ့ရဲ့မိတ်ဆွေပါနာစီเนาะကျွန်တော်တို့ရဲ့ customer တွေသူသဖြင့်နောက်မှထိုင်နေတဲ့ဒီအောက်ခြေဝန်ထမ်းတွေလိုပဲပြောလို့ရတယ်တကယ်ကိုကျွန်တော်တို့ရုံးအတွက်အရေးပါတဲ့ရင်ပေါင်းကြီးတွေရှိတယ်ကျွန်တော်တို့နေ့စဉ်သမင်းကျွေးနေတဲ့ကျွန်တော်တို့ရုံးဝန်ထမ်းတွေရှိတယ်ကျွန်တော်တို့ကိုတန်ရှင်းတွေလုပ်ပြီးနေတဲ့เนาะမဆာတို့လိုဝန်
ဝန်ထမ်းတွေရှိတယ်ဒီလိုလူတွေကိုကျွန်တော်ကတော့ attention လေးကျွန်တော်ပေးပါလို့ပြောချင်ပါတယ်เนาะဟုတ်ကျွန်တော်တို့ကာချာပေါ့เนาะကျွန်တော်တို့ကုမ္ပဏီကဘလိုကာချာနဲ့ကျွန်တော်တို့သွားနေတယ်ကျွန်တော်ဘယ်ဟာတွေ inspire ဖြစ်တယ်ဒီနေ့ကျွန်တော်တို့မနက်က library ပုံပွဲမှာလည်းကျွန်တော်တို့ပြောခဲ့ပါတယ် library ဆိုတာ just say ကျွန်တော်တို့က book ထားတဲ့နေရာမဟုတ်ပါဘူးကျွန်တော်တို့ idea တွေရဖို့အတွေ့အကြုံတွေရဖို့ကျွန်တော်တို့ library ဆိုတာလေးကိုကျွန်တော်တို့ဒီပုံပွဲလေးလုပ်ခဲ့တာပါလို့ကျွန်တော်တို့ပြောခဲ့ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကုမ္ပဏီကကျွန်တော်တို့ဘာကို inspire ဖြစ်တယ်เนาะဘာကို inspire ဖြစ်တယ်လဲဆိုတဲ့ဟာမှာယနေ့ကျွန်တော်တို့လူတိုင်းမှာဖုန်းတွေရှိနေကြတယ် Facebook ကိုလူတိုင်းသုံးနေကြတယ် Facebook ကိုလူတိုင်းသုံးနေတယ်ဘာကြောင့်လဲ Facebook ကိုကျွန်တော်တို့ဆွဲလန်းတာဒီပေါ်မှာကျွန်တော်တို့ကြိုက်နှစ်သက်တဲ့အရာတွေကရှိတယ်ဒါပေမဲ့ Facebook ကိုကျွန်တော်တို့ကအလကားသုံးဆွဲခွင့်ရနေတယ်အလကားသုံးဆွဲမှုရပါတယ်ဒါပေမဲ့ကျွန်တော်တို့ငယ်ငယ်လေးကနေကျွန်တော်တို့ဆိုရင်ဒါ80 ဘုန်းနေပေါ့နော်ကျွန်တော်တို့98မှာကျွန်တော်ဘုန်း80ဘုန်းနေကျွန်တော်ငယ်ငယ်လေးကဆွဲလန်းတဲ့အရာတွေဒီကျွန်တော်တို့ကလေးတွေကျွန်တော်တို့ရဲ့သားသမီးတွေဆွဲလန်းနေတဲ့အရာတွေရှိအဲ့ဒါဆိုတော့ကျွန်တော်တို့ princess တွေ hero တွေကတ်တွန်းကားတွေရှိအဲ့ကတ်တွန်းကားတွေကိုဖန်တီးနေတဲ့ကုမ္ပဏီကြီးတွေရှိအဲ့ကုမ္ပဏီကြီးတွေကဗျာပတ်သက်ဗျာမရဘဲနဲ့သူတို့ရဲ့ဝန်ဆောင်မှုတွေကျွန်တော်တို့သုံးဆွဲဖို့မရဘူးသူတို့ဟာသူတို့ရဲ့ပစ္စည်းတွေကိုလူတွေဆွဲလန်းအောင်ထုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကသူတို့ကိုဝန်ဆောင်မှုတွေပတ်သက်ပြီးတော့ကျွန်တော်တို့သုံးဆွဲရပါတယ်ဒီလိုမျိုး idea ကိုပဲ Facebook တို့က Google က YouTube တို့ကယူပြီးတော့ယနေ့သူတို့ရဲ့ဝန်ဆောင်မှုတွေကိုကျွန်တော်တို့ဆွဲလန်းစေအောင်เนาะလုပ်ပါတယ်အဲ့တော့ကျွန်တော်က share လုပ်ချင်တာကတော့ကျွန်တော်တို့ Walt Disney လို့ခေါ်တဲ့ဘာကျော်ပုံပုံကြီးပါယနေ့ကျွန်တော်တို့ဒီတိုက်တိုင်ပေါင်းနေရတဲ့သူ့ရဲ့model သူ့ရဲ့ပုံကရန်ကိုသူတို့refer လုပ်ကြပါအဲ့ဒါလေးကတော့ဗာလဲဆိုတော့ this is a kind of fun to do that impossible Walt Disney ကပြောပါတယ်သူ့ရဲ့ကျွန်တော်တို့ဒီ Disneyland လို့ခေါ်တဲ့ကလေးတွေကစားကွင်းတွေပေါ့နော်ကဘာနှံ့မှာရှိပါအဲ့ဒါတွေကကျွန်တော်တို့ဒီမှာဆိုတော့ဒလားလို့နေရတယ်ပေါ့ဒလားလို့နေရာမျိုးဘူးမှပွားနေဘွက်ပေါက်တဲ့နေရာဈေးတရားမှပေးကြမလို့တဲ့နေရာကိုသူကလူတွေလာခြင်းအောင်လူတွေပတ်သက်သုံးခြင်းအောင်လုပ်တဲ့ဖန်တီးရဲ့နေရာအဖြစ်ကိုသူကဖန်တီးပါတယ်အဲ့တော့ကျွန်တော်တို့ GDG ဟာလည်းယနေ့ကျွန်တော်တို့ဖန်တီးထားတဲ့ products တွေကလူတွေရဲ့အသေးဆွဲနော်ကျွန်တော်တို့ဒီရုံးမှာရှိနေတဲ့သူတွေနောက်တစ်ခုက region မှာရှိနေတဲ့လူတွေအသေးဆွဲဖြစ်ဖို့အတွက်ကိုကျွန်တော်တို့က crazy ကျွန်တော်တို့က fan ဖြစ်နေပြီလားဆိုတော့ကျွန်တော်တို့စမ်းစစ်ဖို့လိုပါတယ်ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးကျွန်တော်တို့ product တွေကိုထူထောင်ဖို့အတွက်ကိုကျွန်တော်တို့ဒီ GDG 4.0 ဆိုပြီးကျွန်တော်တို့ milestone တွေကျွန်တော်တို့ချမှတ်ထားပါတယ်ဒါကိုကျွန်တော်တို့ရဲ့လုပ်ဖို့ကံတဲ့အားလုံးကိုသိစေချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာဖြစ်နိုင်တာတွေကိုလုပ်ဖို့အတွက်ကျွန်တော်တို့အစဉ်သင့်ဖြစ်ပြီလားဆိုတာကိုကျွန်တော်ကဒီနေရာမှာကျွန်တော်မေးချင်ပါတယ်ကျွန်တော်ရဲ့ညီကုန်းချုပ်တဲ့အချိန်မှာကျွန်တော်အဲ့ဒါလေးကိုပြန်ပြီးတော့အားလုံးကိုပေးပါမယ်ဆက်လက်ပြီးတော့ဒုတိယအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒါကျွန်တော်အတွင်းရေးပေါ့နော်ကျွန်တော်တို့ရဲ့အတွင်းရေးကိုကျွန်တော်ပေါ်အောင်လုပ်ပါမယ်ပြင်အားလူတွေလည်းသိအောင်ပါနောက်ကျွန်တော်တို့ရဲ့အယုံလုံးလည်းသိအောင်ပါနော်အတွင်းရေးကိုပြောတာဆိုတော့ကျွန်တော်အတင်းပြောတာပါ department to department တချို့ဆိုရင်ဒီတွေပြောကြတယ်ပေါ့နော်ဒီခုကတော့ကျွန်တော်အယုံလုံးရဲ့အတင်းကိုကျွန်တော်ပြောလိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော်တို့မှာနော်ကျွန်တော်တို့ဒီစပြီးတော့ထူထောင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ co-founder 3 ယောက်ရှိပါတယ်ကျွန်တော်နောက် slide လေးလုပ်မယ်co-founder 3 ယောက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ co-founder 3 ယောက်ကို executive team ကတော့တည်ပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ close friend တွေလည်းတည်ပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ကိုနည်းနည်းကြောင်းပေါ့နော်ကျွန်တော်တို့တကယ်ချင်းတွေပေါ်လေးလေးရှိပါတယ်ကျွန်တော်ချင်းချင်းလည်းပြောလို့ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ Microsoft Office မှာဆိုရင်Word တို့ Excel တို့ကျွန်တော်တို့ spreadsheet နော် web spreadsheet ကျွန်တော်တို့ PowerPoint မှာမျိုးတွေရှိပါတယ်အဲ့တော့ကျွန်တော်ဆိုရင်ကျွန်တော်ကငယ်ငယ်ကလေးကကျွန်တော်တို့ဝါသနာပါတာပေါ့နော်ကျွန်တော်ဆိုရင်Mr. PowerPoint လို့ကျွန်တော်ခေါ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကျောင်းသားဘဝကျွန်တော် programming တွေစပြီးတော့ကျွန်တော်လေ့လာခဲ့တဲ့အချိန်မှာကျွန်တော်က UI နဲ့ကျွန်တော်ရေးခဲ့တာကျွန်တော် channel ပိုင်းကိုကျွန်တော်ရေးတတ်ပါတယ်ကျွန်တော်ကအဲ့အတွက်ကိုလည်းကျွန်တော်တို့စပြီးတော့ထူထောင်တဲ့အချိန်ကစပြီးတော့ယနေ့အချိန်ကြီးကျွန်တော်က presentation မှန်တယ်များယနေ့ဒီလိုမျိုးပွဲမှန်တယ်များကျွန်တော်လုပ်ရတာဝါသနာပါပါတယ်ကျွန်တော်ကMicrosoft Office မှာကျွန်တော်က Mr. PowerPoint နဲ့ဒီတဲ့ပုံကူပါကျွန်တော်ကတော့အဲ့လိုလူမျိုးဖြစ်တယ်ဆိုတာကိုကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဘက်တွေသိအောင်ကျွန်တော်အနေနဲ့အတင်းကျွန်တော်ဖတ်ချလိုက်ပါတယ်နောက်တစ်ယောက်ကတော့ကိုသိန်းသန်းတို့ပါကိုသိန်းသန်းတို့ကအင်မတန်မှသူကသင်ချတော်ပါတယ်သင်ချကျွန်တော်တင်နေ10တန်းမှ100လားမသိဘူးမှတ်100ရထားတဲ့ပုံကူပါ
သူကတော့ဒီ web processor ကျွန်တော် spreadsheet နဲ့တူတာပေါ့နော်ကျွန်တော်ရုံးမှာကိုသိန်းတန်းတို့ကအသေးစိတ်ပါတယ် operation နဲ့ပတ်သက်ရင်ကိုသိန်းတန်းတို့ကိုကျွန်တော်ထင်တယ်ဂျပန်တွေကတော့ပြန်လေးလာမယ်ထင်တယ်အရန်တီးပြန်တော့ပါတယ်ကျွန်တော်တို့ဒီ process နဲ့ပတ်သက်တဲ့အပိုင်းတွေကိုအရန်ကိုသူကကျွမ်းကျင်ပိုင်နိုင်တဲ့ပုံကိုဖြစ်ပါတယ်အဲ့တော့ကိုသိန်းတို့တော့တော်တယ်လူကနေလို့မရပါဘူးအဲ့ဒါကြောင့်နောက်ကရှိနေတဲ့ညီလေးတွေเนาะအသိဝင်လာတဲ့လူတွေမသိရင်ကိုသိန်းတို့တော့မညာပါနဲ့လို့ကျွန်တော်ကဒီညာနေပြောလိုပါတယ်နောက်တစ်ယောက်ကတော့အရေးကြီးတဲ့ပုံကိုပါသူကတော့လူသိလဲများပါတယ်အဲ့ဒါတော့ကိုရှင်းသူအောင်ပါသူကတော့ web processor နဲ့တူပါတယ်ဘာဖြစ်လို့လဲဆိုတော့ proposal မှန်သမျှသူပဲရေးပါတယ်အစိုးရကိုပြောတဲ့စကားတွေမှန်သမျှသူပဲပြောပါတယ်ကျွန်တော်တို့သူ့လောက်ပြောတတ်ပါဘူးဒီနေ့စင်ပေါ်မှာတက်ပြောတဲ့အချိန်မှာလည်းသူ well prepared သူ note down လုပ်လာတာအားလုံးသိထားမိနိုင်မှာဖြစ်ပါတယ်အဲ့တော့ကိုရှင်းသူအောင်လည်းပတ်သက်ရင်တော့သူဟာ immediate မှာဒီကဲကို gentleman ဆန်ပြီးတော့သူကအများနဲ့ prepare လုပ်ရရှိတယ်နောက်တစ်ခုကစာရေးဆိုတဲ့စာရှိစာတို့အင်မတန်မှရေးနိုင်တဲ့ပုံစံလေးဖြစ်တယ်။နောက်အင်မတန်မှလည်းဘာသာတရားခိုင်းဆိုင်ပြီးတော့ဘုရားတရားဒီဘုန်းကြီးနောက်နော်ဘုရားတရားနောက်ကိုလိုက်တဲ့တကယ်ဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်ကဒီလူတွေအကြောင်းကိုအတင်းချနေရလဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ organization တွေဆိုတာတကယ်တော့လူတွေကတည်ဆောက်တာပါ။လူတွေကအဓိကကြတာပါ။ဒါကြောင့်ကျွန်တော်ကလူတွေအကြောင်းကိုပဲကျွန်တော်ကပြောချင်ပါတယ်လူတွေရဲ့အကြောင်းကိုလည်းကျွန်တော်စိတ်ဝင်စားပါတယ်အဲဒါကြောင့်ကျွန်တော်ကရုံးမှာရှိနေတဲ့ driver တယောက်ချင်းစီရဲ့အကြောင်းเนาะတန်ရှင်းဝန်ထမ်းတွေရဲ့အကြောင်းလည်းကျွန်တော်တပည့်တွေကျွန်တော်အမြဲတမ်းမေးပါတယ်သူကအိမ်အောင်ကြပြီးပြီလားเนาะယောက်ျားလေးဆိုလည်းယောက်ျားလေးမိန်းကလေးဆိုလည်းမိန်းကလေးသူဒီကောင်းရဲ့လားအမဆိုရင်ကျွန်တော်ရုံးကတော့မက်ဆာဆိုမက်ဆာရဲ့သားလေးကမကြခင်မှာဘွဲရတော့မယ်ဘွဲရရင်သူဘယ်လိုလုပ်လဲဒီလိုအထိကျွန်တော်ကစိတ်ဝင်စားပါတယ်အဲ့တော့ပြောချင်တာကတော့ဗာလဲဆိုတော့ကျွန်တော်တို့ရဲ့ organization မှာရှိတဲ့လူတွေဟာကျွန်တော်တို့ရဲ့ biggest asset တန်ကြီးထားရတဲ့အရာတွေပါအဲ့တော့ကျွန်တော်တို့တန်ကြီးထားတဲ့အရာတွေဟာကျွန်တော်တို့ရဲ့ core value ပေါ့ကျွန်တော်တို့ organization ရဲ့အဓိက value ဖြစ်လာပါအဲ့ကျွန်တော်တို့ကဘာတွေဟာကျွန်တော်တို့ရဲ့ value တွေလဲပေါ့နော် executive team တွေကတော့ champion တည်ပြီးသားဖြစ်မှာပါ share လုပ်တာပါနောက်တစ်ခုကရန်ရေးကြီးတဲ့နောက်တစ်ခုပါအဲ့ဒါကတော့ကျွန်တော်တို့ရုပ်ရှင်တကားပေါ့နော်ကျွန်တော်တို့ခီမောင်နေတဲ့ရုပ်ရှင်ကကျွန်တော်တို့ဗာလဲဥပေတန်ကြီး sorry ဥပေတန်ကြီးကားကိုဘယ်လိုကြည့်ဘူးလဲမသိအားလုံးကြည့်ဘူးလားဥပေတန်ကြီးရဲ့အဓိကဗာလဲမသိဥပေတန်ကြီးကားထဲမှာဘာပါလဲဆိုတော့သူတို့ကဆင်းရဲလွန်းတဲ့အတွက်သူတို့ကဆင်းရဲတဲ့ဘဝကိုပြန်မသွားချင်ပါဘူးတဲ့နော်ဒါလေးကိုတော့ message ပေးတယ်ကိုညိုလည်းရှိရဟုတ်တယ်ဖြစ်တယ်နော်โอเคအဲ့တော့ကျွန်တော်တို့ GDG ကျွန်တော်တို့ impedance ဆင်းရဲပါတယ်နောက်ကတွေကြားလာပြီကျွန်တော်တို့ impedance ဆင်းရဲပါတယ်ဒါကြောင့်ကျွန်တော်တို့ကအမြဲတမ်းစာလောင်မွတ်သိမ့်နေပါအဲ့ဒါဟာကျွန်တော်တို့ကုမ္ပဏီရဲ့ value ပါကျွန်တော်တို့ကုမ္ပဏီမှာအပူစာတာဘာတစ်ခုမှမရှိပါဘူးကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကျွန်တော်တို့ရဲ့ share ရှင်တွေကအမြဲတမ်းစာလောင်မွတ်သိမ့်နေပါအဲ့ဒါဟာစာလောင်မွတ်သိမ့်နေဆိုတာဘာလဲမကောင်းတာလို့ပို့ပါအမြဲတမ်းကောင်းလာလို့ပို့ပါအမြဲတမ်း improvement ရှိဖို့ပါအဲ့ဒါဟာကျွန်တော်တို့ရဲ့ core value ဖြစ်လာပါကျွန်တော်တို့ကစင်ရဲတဲ့စာလောင်မွတ်သိမ့်တယ်ဒါကြောင့်ကျွန်တော်တို့ကစူးစမ်းအားထုတ်ကြတာပါနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့မကောင်းတဲ့ချက်လို့လည်းပြောလို့ရတယ်ကောင်းတဲ့ချက်လို့လည်းပြောလို့ရပါတယ်မကောင်းတဲ့ချက်ကတော့ကျွန်တော်တို့ meeting လုပ်ရင် immediate မှာ meeting ဟာရှည်ပါတယ်အချိန်ယူပါအဲ့ဒါကတော့ဘာလဲဆိုကျွန်တော်တို့က disagree ပါကျွန်တော် meeting စတာနဲ့သဘောမတူဆိုတာနဲ့စတာဘယ်တော့မှကျွန်တော်တို့ကသဘောတူတယ်ဆိုတာလွယ်လွယ်နဲ့ကျွန်တော်တို့မရပါဘူးဒါဟာကျွန်တော်တို့ရဲ့အားနည်းချက်လို့လည်းပြောလို့ရတယ်အားသာချက်လို့လည်းပြောလို့ရတယ်ဒါပေမဲ့ယနေ့အောင်မြင်မှုကတော့ကျွန်တော်တို့ disagree to agree ရဲ့အောင်မြင်မှုပါကျွန်တော်တို့ဒီယနေ့ဒီပွဲဒီမှာလုပ်မယ်ဆိုတော့မှကျွန်တော်တို့တော်တော်လေးညှင်းခုန်ပြီးတော့မှဒီနေရာတော့ကျွန်တော်ရွေးချယ်ခဲ့တာပါဒါကျွန်တော်တို့ပုံရဲ့ core value ပါပဲနောက်တစ်ခုကတော့မိသားစုဆန်တာ healthy channel ကျွန်တော်တို့ကကြောင်းတဲ့တရား blame မလုပ်ပါဘူးတရားမှားတယ်ဆိုရင်လည်းကျွန်တော်တို့ကအားလုံးရဲ့ကျွန်တော်တို့မှားလို့နိုင်ပါတယ်ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကိုလည်းအားလုံးရဲ့အောင်မြင်မှုဖြစ်ပဲကျွန်တော်တို့ကခံယူပါတယ်ဒါကျွန်တော်တို့ရဲ့ core value ပါကျွန်တော်တို့ရဲ့ senior တွေကျွန်တော်တို့တွေကနေအခုတစ် join လာတဲ့လူတွေဒါတွေကိုလက်ဆင့်ကမ်းပြီးဖို့လေကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကအသစ်ကိုလုပ်ဖို့အတွက်ကျွန်တော်တို့ကအများနဲ့ရှင်းပုံနေတာ
ရှည်ရတဲ့နေ့တစ်နေ့ဖြစ်ပါတယ်2018မှာကျွန်တော်တို့ product ပေါင်းကျွန်တော်ထင်တယ်နှစ်ခုသုံးခု product ကျွန်တော်တို့ launch လုပ်နိုင်ခဲ့တဲ့အပြင်ပွဲတွေပေါ့နော်ပွဲတွေကကျွန်တော်တို့2လတစ်ချိန်လောက်ကိုကျွန်တော်တို့စီစဉ်ခဲ့ရတာပါအဲ့တော့ကျွန်တော်တို့ကအသစ်တွေကိုကျွန်တော်တို့ကအများနဲ့စာလောင်မသိနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဒါကကျွန်တော်တို့ရဲ့ core value တစ်ခုပါပဲနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ထူးဆန်းတဲ့အချက်ပါကျွန်တော်တို့တွေကကျွန်တော်မိတ်ဆွေပြောကြတယ်မင်းတို့ဂျုံပါတဲ့နော်လူတွေအားရုံးမှာရှိသေးရဲ့လားသူပြင်နေပြီးတော့မှရှိနေတဲ့ဌာနဆိုင်ဖွဲ့စည်းကြီးခဲ့တယ်ပြောတယ်ဆရာတွေကြီးတော့လည်းရုံးမှာမရှိဘူးလေတပည့်တွေကြီးတော့လည်းရုံးမှာမရှိပြန်ဘူးလေဆိုတော့ကျွန်တော်တို့တရုံးလုံးอ่ะပေါ့နော်ရုံးမှာဘယ်သူများရှိသေးလဲပေါ့နော်တခါလေးတိုင်းကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်တို့ကကဘာလုံးကိုပတ်နေတာပေါ့ကျွန်တော်တို့ကဒါဟာကျွန်တော်တို့ရဲ့ core value ပါကဘာလုံးပတ်တဲ့အတွက်ကျွန်တော်တို့ knowledge တွေရလာတယ်ကျွန်တော်တို့ idea တွေရလာတယ်ဒါတွေဟာဒီနေ့ကျွန်တော်တို့က product တွေဖြစ်လာတာပါပဲနောက်တစ်ခုကတော့ကျွန်တော်တို့ကနော် copy လုပ်တာမှာညံပါတယ်ကျွန်တော်တို့ copy လုပ်ခြင်းဟာခါလေးကျရင်ရှက်ဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့မှာသူတစ်ပြညာနာပိုင်းဆိုင်ရာပေါ့နော်ဥမာကိုညိုလို့ primary တွေနဲ့ copy မလုပ်လို့ဟိုဟာတစ်နေပဲပေါ့နော်မိမိရဲ့အုံကျုံးတွေပဲလုပ်လို့ဒါပေမဲ့ကျွန်တော်တို့တချို့ကိစ္စတွေက copy လုပ်လိုက်ရင်ကျွန်တော်ညံပါတယ်အဲ့တော့ကျွန်တော်ဆိုရင်ဟလာနော်အခုဒီလာကြည့် application ဆိုရင်ဒါကျွန်တော်တို့ဒါဘာလဲပြောနိုင်ငံခြားမှာရှိနေတဲ့ဟလာရှိပြီးသားအရာတွေကိုကျွန်တော်တို့ပေါင်းစပ်ပြီးတော့ကျွန်တော် inspire လုပ်ပြီးတော့ကျွန်တော်အလင်းအမြန်နဲ့ရေးလိုက်တာပါအဲ့တော့တစ်နှစ်အတွင်းမှာကျွန်တော်တို့တစ်နှစ်အတွင်းမှာပဲကျွန်တော်တို့လာကြည့် application ကိုကျွန်တော်တို့ launch လုပ်နိုင်ခဲ့ပါတယ်ယခုဆိုရင်လာကြည့်က market ထဲမှာဆိုရင်8လနဲ့10လကြားမှာကျွန်တော်တို့ရှိနေပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ core value နောက်တစ်ခုကတော့ကျွန်တော်တို့ကvertical တွေမဟုတ်ပါဘူးကျွန်တော်တို့ horizontal expansion ကိုသွားဖို့အတွက်ကိုလည်းကျွန်တော်တို့က vertical expansion ဆိုတာကတော့ကျွန်တော်တို့က ID လုပ်ငန်းလုပ်တယ်အဲ့ဒါတွေ telecom လုပ်တယ် telecom နဲ့ telecom ရဲ့ value added တွေလုပ်တယ်အဲ့လိုတွေမဟုတ်ပါဘူးကျွန်တော်တို့ horizontal expansion ဖြစ်တယ်ကျွန်တော်တို့တစ်ခါမှမလုပ်ဘူးတဲ့စောက်လို့ရကိုကျွန်တော်တို့သွားလုပ်ပါဟိုစောက်လို့ရသွားလို့တော့ကျွန်တော်တို့ဟလာဟိုတနေ့ကပဲကျွန်တော် MIC စီးဝေးမှာကျွန်တော်တို့ဒါစောက်လို့တဲ့အစာအုပ်တော့ကျွန်တော်စီးဝေးပေါ်သူတို့မေးတဲ့နေကနေကျွန်တော်မသိပါဘူးကျွန်တော်မသိတဲ့အတွက်ကျွန်တော်နားမလဲပါတကယ်တော့ကျွန်တော်တို့ကစောက်လို့ရတဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ຢာတွေတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့စိတ်မပြတ်ဘူးအားမလျှော့ဘူးကျွန်တော်တို့ရင်ဆိုင်ပြီးတော့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်ပဲကျွန်တော်တို့ဆက်လက်ပြီးရှောင်လန်းတယ်ဒါဟာကျွန်တော်တို့ရဲ့ core value တစ်ခုပါပဲအဲ့တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ဒီဝန်ထမ်းတွေကျွန်တော်ပြောချင်တာရေကုတဲ့ဝန်ထမ်းမရပါဘူးလေဒီလည်းပုံတက်ဖို့လိုပါတယ်အဲ့တော့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့က vertical နဲ့ horizontal business expansion ကိုသွားနေတဲ့ဖွဲ့စည်းတစ်ခုပါလို့ပြောလိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဖွဲ့စည်းမှာပါတဲ့တူးချင်းတယောက်ချင်းစီက innovation ဉာဏ်တွေပါပါတယ်ကျွန်တော်ကအများနဲ့ပြောလို့ရှိပါတယ် innovation ဆိုတာအာဆီယံ innovation ဆိုတာခက်တယ်ပေါ့နော်ကျွန်တော်တို့မသိဘူးကျွန်တော်တို့မသိဘူးရေးလာပြောပါတယ် innovation ဆိုတာကျွန်တော်မြေပြောလို့ရှိတာတော့ဗာလဲဆိုတော့ခင်ဗျားမိတ်ကလေးမိန်းကလေးဆိုရင်ခင်ဗျားမိတ်ကလေးထားလာနှခမ်းလေးဆိုတာလားမျက်နှာကြောင်မိန်းကလေးပြောင်းတယ်မိတ်ကလေးထားတဲ့မိန်းကလေးပြောင်းတယ်ဆိုမိတ်ကလေးထားတဲ့မိန်းကလေးပြောင်းတာသူ innovate လုပ်တာလားဘာလဲပြောသူက web looking ပေါ့နော်သူ့ကြည့်လိုက်တာနဲ့လူတွေကဟလာသူ့ကို smile လုပ်ကြတယ်သူနဲ့ဆက်ဆံတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့အဖွဲ့အစည်းမှာရှိနေတဲ့လူတွေက innovative DNA ရှိဖို့လိုအပ်ပါတယ်မရှိသေးဘူးဆိုရင်လည်းပြင်ဆင်ထားဖို့လိုအပ်ပါတယ်လို့ကျွန်တော်အနေနဲ့ core value အကြောင်းလေးကိုကျွန်တော်ကမျှဝေခြင်းပါတယ်နောက်ဆုံးပိုင်းကတော့ကျွန်တော်တို့ခုနကပြောတဲ့လူတွေအကြောင်းကိုလည်းကျွန်တော်ကတော့ထပ်ပြီးတော့ပြောချင်ပါတယ်ဒါကတော့ကျွန်တော်2018 April လလုပ်ခဲ့တဲ့ retreat မှာလည်းကျွန်တော်ပြောပြီးဖြစ်ပါတယ်ကျွန်တော်တို့ GDG ဟာ GDG itself က nothing မှာကျွန်တော်တို့ရဲ့ဒီလူတွေပေါင်းလိုက်မှာကျွန်တော်တို့ရဲ့ GDG ဆိုတာဖြစ်တာပါအဲ့တော့ကျွန်တော်ပြောချင်တာကတော့ကိုငင်းညမ်းထိထပြပါအောင်ဘယ်တော့မှမဒီမှာကိုငင်းထိလက်ပုံလေးတီးပေးပါဦးသူကတော့ကျွန်တော်တို့เนาะ GDG ရဲ့ပဲ့တိုင်ရှင်လို့ပြောလို့ရပါတယ်အထူးသဖြင့် TND sector ရဲ့ telecom group ကကျွန်တော်တို့သိသလောက်သူသိပါတယ်ကျွန်တော်တို့နားလဲသလောက်သူနားလဲပါတယ်ဒီ telecom ရဲ့ဟလာကျွန်တော်တို့ industry တစ်ခုလုံးနဲ့ကန်လုံးနိုင်ငံရှိတဲ့ပုံကိုကြီးပါနောက်တစ်ယောက်ကတော့မက်ခီကြီးပါမက်ခီချက်လောက်ထားပြီပါကဲကျွန်တော်တို့ဘက်မှာเนาะဒါမိန်းကလေးလည်းဖြစ်တယ်เนาะအင်မတန်မှလည်းကျွန်တော်တို့မာစတာဘွဲက3ဘွဲတယ်เนาะမာစတာဘွဲ3ဘွဲထားပြီးသားပါ PhD ကတော့ basic ထားယူနေပြီပါဘူးသူမပိုင်လည်းဘယ်တော့မှမပြီးပါဘူးဘာဖြစ်လို့လဲဆိုတော့တရုံလုံးမှာစာဖတ်တာဆိုလို့သူတယောက်ပဲရှိပါတယ်
ကျန်တဲ့သူတွေကစာမဖတ်ပါဘူးစာဖတ်တရားရှိရဆိုရင်သူတွေကို email ပြလိုက်ပါတယ်သူက group မှာရှိသမျှစာချုပ်ပေါင်းကျွန်တော်ထင်ပါတယ်ထောင်ပေါင်းမကသူချုပ်တာပါနောက်တစ်ယောက်ကတော့ Mr. Prasad ပါ Prasad သူကတော့အသက်ကြီးပါပြီဒါပေမဲ့ပြန်စီးပြီးပါ Prasad you are too old but you are stay strong သူကတော့เนาะကျွန်တော်တို့ရဲ့เนาะဦးလေးတယောက်လို့ကျွန်တော်တို့ရဲ့အကိုတယောက်လို့เนาะကျွန်တော်တို့ဒီမှာရှိနေတဲ့ဒီပညာတွေလာเนาะနဲ့ပတ်သက်တဲ့အရာတွေကိုပံ့ပိုးပေးနေတဲ့နိုင်ငံသားတယောက်ဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ကိုသိန်းကျော်မင်းပါကိုသိန်းကျော်မင်း please stand up နောက်ပါပါကိုသိန်းကျော်မင်းကတော့လာနေတာကနောက်မှနေတဲ့လူတယောက်ပါအင်မတန်မှအနေအေးပါတယ်ဒါပေမဲ့လုတ်ဆရာရှိတာကိုပြည့်ပြည့်သားသားလုပ်တတ်ပါတယ်ကျွန်တော်တို့ဘယ်ချိန်မှများကိုသိန်းကျော်မင်းဒီလိုဘဝကျွတ်မလဲကျွန်တော်စောင့်တယ်တကယ်တော့သူပြောတဲ့အတိုင်းပဲသူယူသွားတာပါပဲကျွတ်သွားပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်ကတော့သူ့ကို 5BB ဂူရူလို့ခေါ်ပါတယ်မျက်မှန်လေးနဲ့ ED လို့ယူတာပါဒါပေမဲ့အင်မတန်မှ strong ဖြစ်ပါတယ် smart person မှာကိုမျိုးမျိုးညက် where's ကိုမျိုးမျိုးโอเคပါကိုမျိုးမျိုးညက်ကိုကျွန်တော်တို့ကတော့ 5BB ဂူရူလို့ခေါ်ပါတယ်ဒီမှာပါရင် 5BB ဆိုတာဖြစ်လာမှာမဟုတ်ပါဘူးသူက 5BB ရဲ့ပဲခိုင်ရှင်ပါနောက်တစ်ယောက်ကတော့ဟလာမက်ဆွေမှာပါဆွေမှာ please stand up မက်ဆေ့မှာတော့ဟလာကျွန်တော်ထင်ပါတယ်ဒီမှာရှိနေတဲ့ customer တွေ supplier တွေအားလုံးကဆွေမှာဆိုရင်မသိတဲ့သူမရှိပါဘူးဟလာသူကအင်မတန်မှရေးပါပါတယ်သူကငွေကင်ထားပါသူမပိုင်တော့ဘာမှလုပ်လို့မရပါဘူးဒီပွဲတော်ပတ်သက်ပြီးသူမပိုင်ဖြစ်ပါဘူးနောက်တစ်ယောက်ကတော့ဟလာကိုထွန်းတော်အောင်ပါကိုထွန်းတော်အောင်ကကျွန်တော်တို့ရဲ့ကျောင်းဒီဘက်တကယ်ချင်းလည်းဖြစ်ပါတယ်ထားပြအောင်โอเคသူကတော့အင်မတန်မှဒီ IT နဲ့ပတ်သက်ရင်တော်ပါတယ် IT နဲ့ပတ်သက်ရင်ဆရာတဆူပါပဲဆရာတဆူဖြစ်လို့လည်းအကြောင်းဆရာဘွားမှာနှစ်ပေါင်းများစွာနေလာခဲ့တဲ့ပုဂ္ဂိုလ်ပါ IT နဲ့လည်းသူက PhD ပြီးထားပြီးသားဖြစ်ပါတယ်PhD ပြီးခံကြီးဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ကဦးဝင်းမြင့်ဦးပါဦးဝင်းမြင့်ဦးကတော့ကျွန်တော်တို့ဒီလာကြီးရာဦးဝင်းမြင့်ဦးမပါခဲ့ဘူးဆိုရင်လာကြီးဆိုတာဖြစ်လာတဲ့အကြောင်းမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့တရုံလုံးမှာလူပညာနဲ့နှိစက်တာဆိုလို့ဦးဝင်းမြင့်ဦးပြောက်ပဲရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကကာလာအိုကေဆိုတာမှာအရန်တော်တယ်။နောက်တစ်ယောက်ကတော့ကိုမြင့်သိန်းပါကိုမြင့်သိန်းရောက်သွားပါလေ။ဒါကတော့ခုနကလည်းပြောပြီးသွားပြီထင်ပါနော်။ဗီဒီယိုမှာလည်းပြောကိုမြင့်သိန်းကဟလာ LTE နဲ့ပတ်သက်ရင်ကိုမြင့်သိန်းကကျွန်တော်တို့အတွက်ဆရာတဆူပါပဲ။ 5BB LTE ကသူ့ဘိုင်းကျွန်တော် launch လုပ်နေပါတယ်။နောက်တစ်ယောက်ကတော့ကိုသစ်စိမ်းပါကိုသစ်စိမ်းကဟလာတိုင်းရင်းသားလည်းဖြစ်တယ်เนาะကရင်ကြီးပါတကယ်တော့ဗမာမဟုတ်ပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့အတွက်ကတော့ဒီမှာကရင်ပြောင်းမဟုတ်ပါဘူးသူကဗမာပြောက်ပါဖြစ်လို့လဲဆိုတော့သူကရင်နေနဲ့အမြဲတမ်းရန်တတ်နေလို့ပါနောက်တစ်ယောက်ကတော့အန်ဒီငယ်ပါအန်ဒီငယ်ကတော့ခုနလာပြောတော့ပါတယ်အမြင်သူမပိုင်လဲကျွန်တော်တို့ဒီလိုပွဲတွေခံတီးလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီလိုပွဲတွေခံတီးတဲ့လူတွေကလာသူ့ရဲ့လာလုပ်ဖို့ကံပဲတွေဖြစ်လို့ပါပဲနောက်တစ်ယောက်ကတော့မဆုဝေပါအင်မတန်မှအရေးကြီးပါတယ်ပြုံးနဲ့ဟလာ customer တွေကသူ့ဆိုရင်ဟလာအမြဲတမ်းပဲဟလာသူတွေ့လိုက်တဲ့ customer စိတ်ထဲမှာပျော်သွားပြီပေါ့နော်စိတ်အေးသွားပြီပေါ့ဘာလို့လဲဆိုတော့ဒါလေးကျရင် link ပြောရတောင်းတာပေါ့သူ့ရဲ့မျက်နှာလေးတွေ့ရတဲ့အချိန်ကျတော့စိတ်အေးသွားသူ့ရဲ့ line တော့ internet သေးကြပြန် app ဖြစ်ပြန်ပြီးတော့ကောင်းသွားပြီနောက်တစ်ယောက်ကတော့လာမက်ယူပါကတော့ကျွန်တော်တို့ဒီရွှေဘွန် development မှာကျွန်တော်တို့လာဝန်ဆောင်ပေးနေတဲ့တရားဖြစ်ပါတယ်ကျွန်တော်တို့တရုံးလုံးမှာလည်းသူတယောက်ပဲစောင့်လို့ရတဲ့ပတ်သက်တဲ့ဝေါ်ဟာလာတွေသိတာပါဘယ်သူမှမသိပါဘူးသူကအုပ်ဝင်အုပ်ခဲပါပဲသူကကြောက်ခဲဆိုလဲကြောက်ခဲပါပဲကျွန်တော်တို့ဘယ်သူဘာမှနားမယ်သူပဲနားလဲရတာပါနောက်တစ်ယောက်ကတော့ဘယ်သူလဲဆိုတော့စုဝေဘက်မှာလာမတ်စုဝေဘက်မှာလာမိခင်တယောက်ဖြစ်ပါတယ်နော်ကလေးတယောက်ရှိပါတယ်နောက်တစ်ယောက်လည်းအကြိုင်မှာမွေးတော့မှာပါဒါပေမဲ့လာ joint venture တစ်ခုဖြစ်တဲ့လာကျွန်တော်စေးရုံမျက်စိစေးရုံကိုလာကလေးထင်းရင်းနဲ့ပဲဘယ်လိုချုပ်သွားလဲတော့မသိပါဘူးเนาะသူတို့ပဲစာချုပ်ချုပ်သွားတာပါနောက်တစ်ယောက်ကတော့ဟလာမတ်ဝေကတော့ကျန်တဲ့เนาะနောက်ကညီမတွေတွေ့မှုချင်းမှပြီးသွားလိမ့်မယ်ဒီမှာက
ဘောကောင်းပါတယ်သူကလည်းခုနကျွန်တော်ရှိရပြောသွားတဲ့spreadsheet ဆရာရဲ့တပည့်ဖြစ်တယ်လို့သူကလည်း spreadsheet ပါပဲ spreadsheet ရတော့သူကျွန်တော်တင်နေညအိမ်ရင်တော့ပတ်အိမ်လာမသိဘူးသူ့ရဲ့လက်ထဲမှာ spreadsheet ပေါင်းများစွာရှိပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ပါလီယာမပြပါပဲကျွန်တော်စားလို့ပါပဲအဲ့ဒါတော့ကျရနာပါဘာပဲဖြစ်ဖြစ်ကျရနာမပါရင်ကျွန်တော်တို့ဒီမိုက်တော်တန်မထွက်ပါဘူးနော်ကျရနာပဲရောက်နေပါလေဟိုမှာပါကျရနာနော်မဲရနာပါနောက်ကလေးကြည့်ထားပါပြူကြီးပါနောက်တစ်ယောက်ကရေဝင်မျိုးရင်းမှာနော်ကျွန်တော်တို့ဒီ business group မှာဆိုရင် BDD ပေါ့နော်ကျွန်တော်တို့ business development မှာဆိုရင်သူကလည်းအရေးပါရရောက်တဲ့သူကြောက်ပါဒီနေ့တော့သူမလာဘူးထင်တယ်နော်နောက်တစ်ယောက်ကတော့မဲရေဝင်အောင်မှာကျွန်တော်တို့ဒီ writer အဖွဲ့ရဲ့နော် secretary လည်းဖြစ်ပါတယ်ရေဝင်အောင်မှာနော်နောက်ပါဒီလေးကြည့်ထားပါ writer လေးအခုပြောရရှိရင်သူ့ကိုပြောရရပါတယ်နောက်တစ်ယောက်ကတော့ဟလာကျွန်တော်တို့ဒီ fiber ကျိုးအမြင်တွေအကုန်လုံးကိုသူက6ကျိုးပုံဝေလို့ပေါ့နော်ပုံဝေတယောက်ကိုကင်လာတာပါအဲ့ဒါတော့ဟလာကိုနိုင်ဝင်းမှာကိုနိုင်ဝင်းပဲရောက်ပါလေဟုတ်ပါပြီ6ကျိုးပုံဝေလို့ခေါ်ပါတယ်ကဲအဲ့ဒါတော့ကျွန်တော်အနေနဲ့ကတင်းပြောတာပါကျွန်တော်တို့เนาะမသိသေးတဲ့သူတွေရောကျွန်တော်တို့ရဲ့ပါနာရောကျွန်တော်တို့ပုံပြီးကြောင်းကိုကျွန်တော်တင်းပြောလိုက်တာပါအဲ့တော့ကျွန်တော်ပြောချင်တာနောက်ကညီတွေเนาะရှီယာ executive တွေကိုကျွန်တော်ပြောကျွန်တော်တို့က are we fan to do the impossible ဖြစ်နိုင်တာတွေကိုကျွန်တော်တို့လုပ်ဖို့ကျွန်တော်တို့ ready ဖြစ်ပြီလားဖြစ်ပါပြီ ready ဖြစ်ပြီလား ready ဖြစ်ပြီလား okay 2019မှာ product 10ခုလောက်ကျွန်တော်တို့ launch လုပ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်